ချင်းရတဲ့သမီးလေးနဲ့အတူနေခွင်းရတော့မှာမို့အတိုင်းမသိပျော်ရွှင်နေတဲ့ထထမို့ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်သမီးလေးတစ်သက်ခွဲခွာနေထိုင်ရတာမလို့ထထမို့ဦးကတော့သမီးလေးနဲ့အတူပြန်နေခွင်းရဖို့ရှေ့တွေးပြီးပြောမပြောတဲ့အောင်ဝမ်းသာပြီးဖြစ်နေပြီလေဖြစ်ပါရယ်အချိန်ကပရိသတ်ချစ်တော်နိုင်ငံကျော်မင်းသမီးကြီးဖြစ်တဲ့ထထမို့ဦးကတော့အနုပညာကလွယ်ရင်ကျန်တဲ့ရာမှာကန်ခေသူတယောက်ပါနော်အနုပညာနဲ့ပတ်သက်ရင်ဘာပဲလို့အောင်မြင်ပြီးပရိသတ်တရားအားပေးကြပေမယ့်အိမ်အောင်ရှိနဲ့သားသမီးရေးမှာတော့ကန်ဆိုးမှုတွေနဲ့သာကြုံတွေ့ကြရတာပါအရန်ချော်တဲ့မင်းသမီးတက်လက်ဖြစ်ပေမဲ့ယောက်ျားတွေရဲ့ရိုးမြေကြားပေါင်းသိခြင်းမခံကြရပဲအိမ်အောင်ဆက်များတဲ့မင်းသမီးတယောက်အနေနဲ့ရက်တည်ကြရတာလည်းဖြစ်ပါရင်အိမ်အောင်ရေးမှာလည်းအမြဲရှင်းနေခဲ့တဲ့မထက်ဟာသားသမီးရေးမှာလည်းရှုံနေခဲ့သူတယောက်ပါနော်တူတဲ့ရှိတဲ့သူ့ရဲ့သမီးလေးကလည်းအိမ်အောင်ခွဲချိန်မှာအဖေနဲ့သာတူနေခဲ့တာမလို့အမေဖြစ်သူကိုသိမခင်တွဲပါဘူးအမေကိုဆက်သွယ်ပြတ်ပြီးတော့အဖေနဲ့တူနေထိုင်ခဲ့တာလွန်ခဲ့တဲ့နှစ်တွေထိပါပဲစင်လုံးလေးကအဖေဖြစ်သူနဲ့တူနေတိုင်းပဲအမေနဲ့ဆက်သွယ်ဖြတ်ထားခဲ့ပေမယ့်မကြခင်မှာတော့ဂျောင်းဝင်စစ်ဆက်ပေးတဲ့လူတချို့ကြောင့်သားမိတွေပြန်လည်တင်းမြက်ခဲ့ပြီးလည်းဖြစ်ပါတယ်ဒီလိုမျိုးနေကြကြီးဝေးကွာနေရတဲ့သူတို့သားမိကနှစ်သက်မှာအတူပြန်ဆောင်ရတော့မှမို့မထက်တယောက်ပြောမပြတတ်အောင်ဝမ်းသာပီတိဖြစ်နေပြီလည်းဖြစ်ပါတယ်မထက်ကတော့နှစ်သက်ရောက်မှာကိုအရန်ပျော်ရွှင်နေတာပါနော်ဘာလို့လဲဆိုတော့နှစ်သက်မှာသူ့ရဲ့အိမ်သေးကြီးကိုအိမ်တက်မင်္ဂလာလုပ်ပြီးသမီးဖြစ်သူနဲ့အတူနေထိုင်ရတော့မှာမို့ပါပဲမထက်ကသိမကြခင်ကမြောက်တကုံမြို့နယ်မှာသိန်းသောင်းချီတန်တဲ့တိုက်တဲ့ကြီးစောင့်နေတာအားလုံးသိကြမှာပါနော်တယောက်တည်းဘဝကိုဖျက်ဆီးနေရတာမလို့မိသားစုစောလင်းနေခြင်းနဲ့စိတ်နဲ့တိုက်ကြီးကိုခန်းနာနာဆောက်လုပ်ခဲ့တာလေးဖြစ်ပါရီမထက်ရဲ့အိမ်သေးကြီးဟာကြီးကျယ်ခမ်းနားလုံးလုံးပရိသတ်တွေတောင်မျက်စိကြားရထိပါရီတိုက်ကြီးကိုနေသေးကြမှာအိမ်တက်လုပ်မယ်ဖြစ်ပေမဲ့ပရိသတ်တွေကတော့အပြင်းစင်ကိုကြည့်ပြီးသဘောကျနေကြတာလေးဖြစ်ပါရီစပြီးသားကိုဝေယူထားတာမျိုးမဟုတ်ပဲကိုယ်တိုင်စိတ်တိုင်းကြဆောက်လုပ်ထားတာမလို့ပြပြောစရာမရှိအောင်လှပနေတာလေးဖြစ်ပါရီတိမ်တောင်ချီကုန်းခံပြီးတော့ဆောက်လုပ်ထားတဲ့အိမ်သေးကြီးမှာတုံးထားတဲ့ထမင်းစပွဲဆိုရင်တိမ်ရချီကုန်းနဲ့စပွဲမျိုးကိုတုံးထားတာမလို့ခမ်းနားမှုကတော့ပြောစရာတောင်မလိုပါဘူးနော်မထက်ကသူ့ရဲ့ခမ်းနားတဲ့အိမ်ကြီးကိုနှစ်သက်မှာအိမ်သစ်တပွဲလုပ်ဖို့စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်အိမ်ကိုလည်းခက်ခဲနာနာဆောက်လုပ်ထားသလိုပွဲလုပ်ချိန်မှာလည်းပြင်ဆင်နေကစားအမှားရမရှိပဲအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ထားတာလည်းဖြစ်ပါတယ်မထက်ကတော့နှစ်သက်မှာအိမ်သစ်တပွဲကြီးဆောက်လုပ်ရမှာမလို့ပြောသလိုပို့ပြီးပျော်ရွှင်စေတာကတော့သမီးလေးနဲ့အတူနေခွင့်ရမှာမဟုတ်အတိုင်းမသိပျော်ရွှင်နေရလည်းဖြစ်ပါတယ်သမီးဖြစ်သူကအရင်ကဖခင်ဖြစ်သူစီမှာနေခဲ့ရတာလည်းဖြစ်ပါတယ်အခုတော့ဖခင်ဖြစ်သူကနောက်မိန်းမနဲ့လှုပ်ရှုပ်နေတာမလို့သမီးဖြစ်သူစေလုံးလေးကိုနေကျင်တဲ့နေရာမှာနေထိုင်ခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်စလုံးကတော့အခုဆိုရင်ဖခင်ဖြစ်သူရဲ့ခွင့်ပြုချက်နဲ့အမေဖြစ်သူနဲ့တူမြောက်တကောအိမ်သေးကြီးမှာနေထိုင်ခွင့်ရပြီလည်းဖြစ်ပါတယ်မထက်ကလည်းအိမ်သေးကြီးမှာသမီးလေးနဲ့တူနေရမှာကိုရင်ခုန်နေပြီလည်းဖြစ်ပါတယ်သူ့ရဲ့အိမ်သေးတပွဲဖိတ်စာမှာလည်းအင်းရှင်နေရာမှာသူနဲ့သမီးဖြစ်သူရဲ့နာမည်ကိုထည့်ပြီးဖိတ်ကြားခဲ့တာလည်းဖြစ်ပါတယ်မထက်ကတော့အိမ်သေးကြီးမှာနေရတာကိုပြောတာတဲ့နှစ်သက်မှာသမီးနဲ့တူနေရတော့မယ်ဆိုတဲ့စိတ်နဲ့ပြောမပြတတ်အောင်ဝမ်းသာပီတိဖြစ်နေပြီလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားပွဲသတင်းကြောင်းရာတွေပြင်နောက်ထပ်လည်းလူပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုချိန်နေပင်းကြီးတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်